ကြီးပါအကြီးကြီးပြင်ဆင်နေရအခုကတော့ခရီးသွားဖို့ပြင်ဆင်နေတာဖြစ်ပါတယ်ဘယ်ခရီးသွားကြမလဲဆိုတော့တောင်တန်းတွေလည်းရှိတယ်ပင်လယ်လည်းရှိတယ်ဆွေမျိုးတွေလည်းရှိတယ်ရနောင်းကိုခရီးထပ်ထွက်မှာဖြစ်ပါတယ်ဒီတစ်ခေါက်ထူးကြတာကတော့လမ်းမှာတခါမှဝင်မလဲဘူးတဲ့ပကျွတ်မှာရှိတဲ့ဘန်ကုကမ်းခြေကိုဝင်လဲမှာဖြစ်ပါတယ်အကြီးကြီးပြင်ဆင်နေရအကြီးတင်းတယ်အင်းကြီးလားအေးဒီတစ်ခေါက်ခရီးစဉ်မှာထူးခြားတာတော့73စီပြဿနာဖြစ်နေတဲ့ကြားတွေကနေအတင်းထွက်ခဲ့ရတဲ့ခရီးဖြစ်လို့ရင်တမမနဲ့စီမလုံးမလောင်းနဲ့ထွက်ခဲ့ရတာတော့လုံးဝအမှတ်တရပါပဲဗီဒီယိုလေးကိုဆက်ကြည့်သွားအောင်ဒါကတော့ဘန်ကောက်ရဲ့အထွက်မှာရှိတဲ့အိမ်မြောက်တွေရှိတဲ့ဖုံးကြီးကျောင်းရှိတဲ့တောင်ပေါ့နော်လိပ်စာကတော့ရှေ့မှာဒီဇိုင်းပုတ်ထဲမှာပါပေါ့နော်အဲ့ဒီတောင်ကိုတပတ်ဝင်ပတ်ပြီးတော့မြောက်ကလေးတွေကြီးခဲ့ပါတယ်နေရာကတော့စမှုပကံနားမှာပါအတိအကျတော့တိတ်မသိဘူးပေါ့နော်အဲ့စမှုပကံနားလေးမှာပါသူကတောင်ကြောက်တောင်ကြီးအောက်မှာဖုံးကြီးကျောင်းရှိတယ်ပြီးလို့ရှိရင်အဲ့နေရာလေးကိုဝင်ဝိုက်ပြီးတော့ပေါ့နော်ကားပတ်မောင်းခဲ့တာပါပြီးလို့ရှိရင်သူ့ရဲ့အထွက်လမ်းမှာပွဲစည်းတန်းနေဈေးတွေရှိပါတယ်စမှုပကံနဲ့နီးတဲ့သူတွေဒါမှမဟုတ်ဘန်ကောက်နဲ့အနီးတစ်ဝိုက်သွားလေခြင်းတဲ့သူတွေဆိုလို့ရှိရင်တော့သွားလေရင်အဆင်ပြေပါတယ်မတကားရှေ့မတကားအားလေးမကျေတာထောက်ကြည့်နေစာပေတော့မလို့လာမယ်အဲ့ကြောင့်ပြရတာလေခံပြဝင်ကြပြီးတော့မန်ကီမလာပြီးတော့မှလည်းပလက်ပါလည်းနာဒီထားတော့ဝင်လာဝင်တော့你个做的什么？မန်ကီလာမတွေ့ဘူးတွေ့တော့သူကဒီကပေါင်းမှဝင်လိုက်တော့သူကမဆိုတော့မနေစိပဲဒီဒီကဆောင်းကြီးပဲခုနကဖုန်းကြောင်းနဲ့ဖြန်လို့ရတာနော်မကြောက်ဘူးဒီမထားဘူးမြောက်တောင်ကနေပြီးတော့ကြော်ပြီးတော့ဆက်ပြီးတော့ခရီးထွက်လာခဲ့ပါတယ်ကားထဲမှာကတော့ဓာတ်စီကဟွာလောက်ရှိသေးတာပေါ့နော်2တုံးလောက်ပဲရော့သေးတာဆိုတော့ဓာတ်စီဆိုင်တွေတွေ့ပြင်မဲ့လဲကြော်ပြီးတော့ဆက်ကြော်ပြီးတော့မောင်းလာခဲ့ပါတယ်စီမဖြည့်သေးဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့စီဆိုင်တွေမှာစီရသေးတယ်ဒီဇယ်ပဲပြတ်တယ်ဆိုတော့ဒီတိုင်းပဲစီကိုထပ်မဖြည့်ပဲနဲ့ဆက်ပြီးတော့မောင်းခဲ့ပါတယ်ဒါလေးကတော့အမြန်လမ်းမပေါ်ရောက်နေပါပြီသူကအဲ့ဒီရနောင်ဘက်ကိုသွားတယ်ပေါ့နော်လိုင်းမှာပါဒီမှာတော့ဓာတ်စီဆိုင်တွေမှာလုံးဝစီကားတွေပေါ့နော်ဒီဇယ်တန်းစီနေကြတာပါအဲ့ဒါကိုကြည့်ပြီးကိုကတော့ရှိခဲ့သေးတာပေါ့နော်လို့ဒီဇယ်ပြဿနာတော်တော်ဆိုးတာပဲဆိုပြီးတော့ပေါ့နော်ဓာတ်စီကတော့ပုံနေလို့မရေးထားဘူးအားလုံးကရနေသေးတာဆိုတော့အဲ့အချိန်ကတော့အပျော်တွေကျူးနေတော့မှပဲသူများကိုဟားတာပေါ့နော်ဓာတ်စီဆိုင်တွေမှာတော့မြင်ရတဲ့အတိုင်းပဲဘန်ကောက်နဲ့ကနေထွက်လာလေစီကတန်းစီတဲ့ကားပိုများလေဘန်ကောက်ကနေဝေးလာလေစီတန်းစီတဲ့ကားများလေအဲ့လိုပါပဲဒီအချိန်ကတော့လုံးဝအိမ်မဆိုးကြီးပါပဲကားကြီးသမားလေးတည်တာပေါ့သူရှင်းရှင်းလက်စအကြောင်းကြားအခုကကြတော့မက်ထဲကနေပြီးတော့ပေါ့နော်ဒီရနောင်းသွားတဲ့လမ်းမှာရှိတဲ့ပကျွတ်နားလေးကဘန်ဂရုကန်းချီကိုသွားနေတာဖြစ်ပါတယ်ဘန်ဂရုကလူလဲရှင်းတယ်လူနေတယ်လာလဲတဲ့နိုင်ငံသားနေတယ်ပြီးတော့ local သွားတဲ့သူလည်းအရန်နေတယ်အဲ့ဒီကထမင်းဆိုင်တစ်ဆိုင်ကအရန်နာမည်ကြီးတယ်ဆိုလို့ဖုန်းကြီးเจ้าရဲ့ကန်းချီပင်လဲစုံပေါ့နော်ပင်လဲဝါမှာရှိတယ်ထမင်းဆိုင်တစ်ဆိုင်ကအရန်နာမည်ကြီးတယ်ဆိုလို့အဲ့ဒီကိုစားဖို့သွားနေပါတယ်Cafe with a notebook and a grin. She's chasing skies I've never named while I stay in my lane. But something in the way she moves keeps pulling at my chain. Oh, try. ဒါက
တော့ဘန်ဂရုကန်ကြီးတွေကိုလမ်းထဲကိုဝင်နေပေါ့နော်သူ့ရဲ့အဝင်လမ်းမှာမြင်ရတဲ့အတိုင်းပဲလာလေတဲ့နိုင်ငံသားရောလူကရောတိတ်မရှိတာအရန်သိတာပါတယ်ပတ်ဝန်းကျင်နဲ့တိတ်တိတ်ဆိတ်ဆိတ်ချောက်ချောက်ကပ်ကပ်ပါပဲဒါပေမဲ့စားတော့ဆိုင်တွေလည်းရှိတယ်ခရီးသွားဘလော့ဂါတွေကလည်းဒီဟာကို promote လုပ်နေကြတာပေါ့နော်ထိုင်းခရီးသွားဘလော့ဂါတွေလည်းဒါပေမဲ့ကန်းဆက်ကကန်းချီကအရန်ကိုတန့်ပြီးအရန်ကိုလှပါတယ်ရန်တန့်တာမှာလုံးဝ natural ဆန်ကိုမှအခုလိုမျိုးမြင်ရတဲ့နေပူထဲမှာတော့မှပဲကားပေါ်မှာဆန်းလိုက်တာနဲ့သူတိုက်တဲ့လေနဲ့ကိုအရန်ကိုအေးပြီးအရန်နေလို့ကောင်းပါတယ်တကယ် recommend ပေးပါတယ်သွားလေကြပါ She hums a tune I've never heard in languages I can't speak. She writes down cities on her wrist. အခုကတော့ကန်းချီမှာစေမီဓာတ်ပုံတွေပါတယ်ရိုက်ပြီးဗီဒီယိုတွေပါတယ်လည်းရိုက်ပြီးဆိုတော့ထမင်းဆိုင်ကိုဦးတည်ပြီးတော့သွားနေပါတယ်ကဲဘာတွေဆက်စားမလဲဆိုတာကိုနောက်ဗီဒီယိုထဲမှာစောင့်ကြည့်ပေးပါအောင်ကျေးဇူးတင်ပါတယ် But time rolls on like open roads, and soon she won't be here. Oh, traveler, you carry the sun.